ဒီနေ့ကတော့အောင်နုမှာရှိတဲ့ Century Mall ရဲ့ဆိုင်ဖွင့်ပွဲလေးတစ်ခုကိုအီနဲ့တူတူတွားရအောင်ရှင်ဒီဆိုင်လေးကတော့ Century Mall ရဲ့3လွာမှာရှိတဲ့နတ်တုတ်တာဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဆိုင်လေးမှာဆိုရင်မြမရိုးရာအချိုပွဲမျိုးစုံရတဲ့အပြင်ကိုဒီဆိုင်ရဲ့နာမည်အကြီးဆုံးဒူးရင်ပြင်အုံးပြင်နဲ့တခြားသားကူပင်မျိုးစုံကိုလည်းရရှိနိုင်တာဖြစ်ပါတယ်ရှင်မြမရိုးရာအချိုပွဲတွေကိုအခုလိုနိုင်ငံခြားမှာတခန်းတနာဖွင့်လှစ်နိုင်တာအတွက်လည်းများစွာဂုဏ်ယူရပါတယ်ရှင်ဒီဆိုင်မှာဆိုရင်အခုမြန်မာပြည်ကိုပြန်စရာမလိုပဲနဲ့မုတ်လင်မယားကိုဒီလိုအရသာရှိရှိနဲ့ပူပူနွေးနွေးစားသုံးနိုင်တာဖြစ်ပါတယ်အရန်ကိုအရသာရှိတဲ့မုတ်လင်မယားတွေပဲဖြစ်ပါတယ်အရန်ကိုကောင်းပါတယ်ရှင်ဒီဆိုင်မှာရောင်းသမျှမုတ်တွေအားလုံးကတော့တက်လွတ်တယ်ဆိုတာဒီဆိုင်ရဲ့ထူးခြားချက်ပါဒါလေးကတော့ရန်ကုန်မှာကတည်းကဆွဆွလန်းလန်းစားခဲ့ရတဲ့လူကြောကြီးမျိုးပေါ့နော်။ဤကတော့အရွက်တွေမကြိုက်တဲ့အတွက်ကြောင့်အမြဲတမ်းပဲပြုတ်ကလေးနဲ့ပဲတီးတန့်အော်ရာမှာစားဖြစ်တဲ့အခုလည်းပဲပြုတ်ကလေးနဲ့တီးတန့်မှာပြီးတော့အကျွတ်ကလေးကိုစားဖြစ်ပါတယ်ရှင်။ဘိမုံလေးကလည်းပူပူနွေးနွေးနဲ့အရန်ကိုအရသာရှိတဲ့ဘိမုံကလေးပဲဖြစ်ပါတယ်။ဒါလေးကတော့အီဘီတရက်တီးပင်မဲ့ဖြော်ရည်လေးဖြစ်ပါတယ်ဒါကရန်ကုန်မှာကလေးကအမြဲတောက်တဲ့အပြင်ကိုဆရာတော်တွေကပါအမြဲလှူတန်းတဲ့အခါမှာလည်းမမီးကအမြဲတမ်းကုသိုလ်ပြည့်အမြဲတမ်းဒါနာပြုခဲ့တဲ့ဖြော်ရည်လေးတစ်ခုပေါ့နော်အဲ့တော့ဒီဟာလေးကိုလည်းအရန်ကိုကြိုက်ပါတယ်ရှင်နောက်တစ်ခုကတော့မမီးကဒီမင်းညူးကိုမထွက်ခင်ကတည်းကပေါ့နော်အမြဲတမ်းကျွေးနေတဲ့ဒါပေါင်မုံအုံလိုဆန်းလေးပေါ့နော်ဒီပေါင်မုံအုံလိုဆန်းလေးကလည်းအရန်ကိုအရသာရှိပါတယ်ရှင်အဲ့ဒါတွေကြာနေချင်းဆိုတော့เนาะကိုတငယ်ချင်းတွေကိုလည်းကိုကဆိုင်ရှင်ကိုစားပဲအားလုံးကိုအခန့်ပေးလိုက်တယ်ပေါ့เนาะအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီမြန်မာမုတ်တွေကိုဗမာပြည်ပြန်စရာမလိုပဲနဲ့အရသာရှိရှိပူပူနွေးနွေးစားကျင်တယ်ဆိုလို့ရှိရင်ဒီလိုဘန်ကောက်မှာပဲတခါတည်းစားလို့ရနေပါပြီအဲ့တော့ဒီမြန်မာမုတ်တွေကိုလတ်လတ်ဆက်ဆက်စားကျင်တယ်ဆိုလို့ရှိရင်အောင်နုဘူတာယုံရဲ့တစ်ဖက်ကဒီ Century Mall ရဲ့3ထပ်မှာပဲလောင်းတက်လေကတက်ချင်းမှာဒီဆိုင်ကလေးရှိပါတယ်ရှင်လာရောက်အားပေးဖို့လည်းအားလုံးကိုဖိတ်ခေါ်အပ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်